အခါတကြမှာပွဲရှိရင်တော့ပွဲတက်မယ်ပွဲစုံမယ်ပေါ့နော်ပွဲမရှိဘူးဆိုရင်တော့လေလည်းမဖြတ်တာဘက်ကောက်သွားမှာပေါ့အဓိကဘန်ကောက်စိုက်တယ်ပေါ့ဟုတ်ဒီမှာလည်းပြောပါတယ်အလုံးရှိရင်ပေါ့အလုံးရှိရင်တော့နေမယ်အလုံးမရှိဘူးဆိုရင်တော့တစ်နေ့တစ်ခေါက်တော့သွားနေကြတော့သွားမယ်တကြံအရင်တက်ကြရတယ်တော့မပါဘူးအိမ်ကခေါ်ရင်တော့လိုက်သွားတယ်တကြံဆိုရင်တော့အိမ်ကအတင်း post လုပ်ပြီးခေါ်ရတယ်ကျွန်တော်သိမထွက်ဘူးရေဆိုးဆိုးအဲ့လိုထိုင်းဖြစ်နေအောင်လုပ်ကြတာကျွန်တော်တို့ကတော့မန်နေပြောလို့ရှိရင်ကြံကောင်းတဲ့ကာလာပဲဒါပေမဲ့ကျွန်တော်ကတော့တိတ်ပြီးတော့ lose လို့ဖြစ်မပြောဖြစ်ဘူးပေါ့ဘလောက်ပန်းလာပေးတဲ့လူကဘလောက်ပန်းခူးရင်းနဲ့လက်ကျိုးသွားတာလက်ဆက်လမ်းမှာကိုယ့်အတွက်ပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်မင်္ဂလာပါခင်ဗျာကဲပါဒီနေ့လာလေးပေါ့ပြောပြပါအောင်ဟုတ်ဒီနေ့ကတော့ရန်ကုန် baby kit fair ကိုဖိတ်ချလာတဲ့အတွက်ကြောင့်မလို့တက်ရောက်ဖြစ်တာဖြစ်ပါတယ်ခင်ဗျာပြီးတော့လုံးဝလည်းမရောက်ဘူးသေးဘူးပထမဦးကြိမ်ရောက်ဘူးလားဆိုတော့အရန်လည်းပြောစရာကောင်းပါတယ်မှန်တာပြောပြတော့ကလေးတွေအတွက်လေဆိုင်ကနေအများကြီးဆိုတွေ့ရတော့ဘယ်လိုလေးခံစားရလဲလေးပြောပြပါဦးကျွန်တော်အတွက်ဆိုရင်တော့ကလေးအတွက်တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုအရွယ်အတွက်တွေ blind box တွေလည်းရှိရယ်စားသောက်ဆိုင်တွေလည်းရှိရယ်ပြီးရင်ကုန်ပစ္စည်းအစုံရှိရယ် tissue diaper အစုံအားလုံးကိုတနေရာထဲမှာအစုံရတဲ့အတွက်ကြောင့်မလို့အရန်အဆင်ပြေလို့ထင်တယ်ပြီးတော့ပို့ပြီးတော့အဆင်ပြေတာမိုးလုံးလေလုံးဖြစ်တဲ့အတွက်ကြောင့်မလို့အရန်အဆင်ပြေပါတယ်ခင်ဗျာကလေးတွေနဲ့ပြန်ကိုလေးဆော့ခဲ့တာအရန်ဆော့ခဲ့တယ်အစင်ပေါ်မှာတက်တော့လည်းကားခဲ့တယ်ဂိမ်းတွေလည်းဆော့ခဲ့တယ်လက်ဆောင်တွေလည်းရခဲ့တယ်မုတ်တွေလည်းအများကြီးရခဲ့ကလေးဆော့နေရတယ်မြင်တော့လေကိုကဘယ်လိုသဘောကျမိလဲပြောမယ်ဆိုငယ်တဲ့ဘဝကိုပြန်ပြီးတော့တတိယသွားတဲ့သဘောမျိုးပေါ့နော်ဒါအခုချိန်မှာသူတို့လိုမျိုးဆော့လို့မရတော့ပြီမဲ့သူတို့နောက်နီးနီးကိုဆော့ခဲ့ပါဆိုငယ်တော့ဆိုအရန်ဆော့ကလေးတွေမှာပါခဲ့လားအရန်ဆော့ရမှာကျွန်တော်ငယ်တော့ကျတော့အခုလိုမျိုးကလေးလိုမျိုးဖုန်းနေပါနေမဟုတ်ဘူးဗျာကျွန်တော်တို့ကဥတုတယ်ထုတ်စီးတိုးတယ်တူတူပုံတိုင်းဆော့တယ်ပြီးရင်ကလမစီးခုံတယ်ပြီးရင်ဖက်နဲ့လေးခဲဟိုလာပြစ်တဲ့ဟာတွေအဲ့လိုအစုံဆော့ရဆိုအရန်ဆော့ခဲ့ပါတယ်တရားတစ်ချက်တည်းပဲဒူးတွေမှာသူဆော့တဲ့ဂိမ်းတွေနဲ့အငင်းတန်မှရမယ့်ဂိမ်းတွေဆိုကိုအငင်းတော့တန်ခဲ့ရလားပြောပြပါကျွန်တော်ကလားအငင်းမတန်ပါဘူးရီယယ်မေဂျီအငင်းမတန်ပါဘူးရီယယ်မေဂျီစပါအငင်းတော့မတန်ဘူးဒါပေမဲ့နိုင်လို့ကျင်စိတ်တော့အရန်ရှိတယ်ဘယ်လောက်ဒူးတွေပဲပြည့်တယ်ဆိုမှတ်တရဘယ်လောက်ရှိခဲ့လဲအမရေမမြင်ရလို့တော့ဒီအောက်မှာဆိုဒူးမှာဆိုချုပ်ရတယ်ရှိတယ်အဲ့လိုလေကားပေါ်ပြုတ်ကြတယ်တူတူပုံတိုင်းဆော့ရင်းနဲ့ကိုကအရင်တိုင်အောင်တော့ပုတ်ချင်လို့သူ့နောက်ကနေပြေးလိုက်ရင်ဟိုဆွဲနေဆော့နေပြုတ်ကြတယ်အခုဒီအမရွေးပါကြတယ်ရှိသေးရဲ့အမဒီမှာရီရောကတော့ဒီမှာအမခုကြည့်ရင်တော့မြင်လိမ့်မယ်ဒီဘက်ဒီမှာညိုမဲကိုဆွဲညိုမဲကိုဆွဲနေရတကယ်လုံးဝအဲ့ဒါတေးရပါရဲ့အမှတ်ပဲအရင်ဆော့တာအဲ့တော့တရားပိုင်းမှာရခဲ့ပြီနောက်ပိုင်းရောဆော့သေးလားဆော့တယ်အမလုံးဝအခုချိန်ဒီကိုဆော့တော့ဘာကောင်းမှတော့ဟိုတနေ့ကတူတူပုံနဲ့ဆော့ခဲ့ကြတယ်အဓိကဘာလဲဆိုတော့ဆော့လိုက်တယ်ဆိုတာလည်းစိတ်ပဲပြည့်နေတမျိုးပဲလေကိုအမှန်တိုင်းပြောလို့ရှိရင်ငယ်တော့ဆော့တဲ့ feeling မျိုးအခုချိန်မှာပြန်ရခြင်းမရတော့ဘူးဆိုတော့ဒါဘယ်သူမှမဆိုပေါ့ငယ်တော့လှုပ်လို့ရတဲ့အရာမှန်သမျှငယ်တဲ့အချိန်မှာပဲလုပ်ပါကြည့်မသိတော့ဘူးအမေကလားအမေကစူတော့စူတယ်ဒါပေမဲ့ပေးလဲဆော့ပါတယ်ဒီလိုမျိုးပေါ့လွတ်လပ်ခွင့်ပေးထားတယ်ဒါပေမဲ့အဲ့လိုလွတ်လပ်ခွင့်ပေးရလွန်သွားညိုမဲဆွဲနေတော့ကြည့်လာမင်းသားလွတ်တော့မှခြေတော့ဘောင်းဝီတိုဝတ်တော့မယ်ဆိုလို့ရှိရင်လို့လန့်နော်လန့်နေအမေကြိုက်တယ်ကျွန်တော်ကတော့အသားပြူပြီးတော့ချင်းတယ်လို့ခံစားရမတ်စိတ်လေးလိုပဲမတ်စိတ်လေးလိုပဲပြင်းချင်းဟန်ဆိုအခုအသက်ကြီးလာတော့အရင်ကတော့မဆော့ဖြစ်တော့ဘူးဆော့သေးတယ်နည်းနည်းပေါ့ခုနကလေးတောင်မှကျွန်တော်မနိုင်နော်ရှော့တော့မပေးဘူးဟုတ်ဒီစက်လည်းနီးလာပြီဆိုတော့လေဒါလေးပြောပါကြံမဘာလေးကိုလုပ်ဖြစ်ပါအခါတကြမှာပွဲရှိရင်တော့ပွဲတက်မယ်ပွဲစုံမယ်ပေါ့နော်ပွဲမရှိဘူးဆိုရင်တော့လေလည်းမဖြတ်တာဘက်ကောက်သွားမှာဘန်ကောက်မှာတင်းကျပ်ကြမှာတင်းကျပ်ကြမယ်ဟုတ်အဓိကဘန်ကောက်စိုက်တယ်ပေါ့ဟုတ်ဒီမှာလည်းပြောပါတယ်အလုံးရှိရင်ပေါ့အလုံးရှိရင်တော့နေမယ်အလုံးမရှိဘူးဆိုရင်တော့တစ်နေ့တစ်ခေါက်တော့သွားနေကြတော့သွားမယ်ငယ်တော့ဆိုရင်တင်းကျပ်နေမှာအမတ်တရဘယ်လောက်ထိများလဲတကြံဆိုရင်ကျွန်တော်တို့ကအိမ်မှာလေးဟို light truck လိုကားကြီးတွေရှိရဆိုတော့အဲ့ဒီကားရဲ့အနောက်မိုးကိုဖြုတ်ပြီးတော့အဲ့ဒီပေါ့အကုန်တက်ရေပုံးတွေတင်ရေခဲနေအဲ့လိုပဲပတ်ကြပါပြောပါတယ်အရင်ပြောပါတယ်အရင်တက်ကြွရတဲ့မှာပါလာမှာမြရဆိုရင်တော့မနေ့6နာရီတည်းကသူကကျွန်တော် stand by ပဲအဖန်တိုင်းပြောလို့ရှိရင်ဟိုတကြံအရင်တက်ကြရတယ်တော့မပါဘူးအိမ်ကခေါ်ရင်တော့လိုက်သွားတယ်တကြံဆိုရင်တော့အိမ်ကအတင်း post လုပ်ပြီးခေါ်ရတယ်ကျွန်တော်သိမထွက်ဘူးဟုတ်လားတကြံသိမကြိုက်တာရေဆိုးဆိုးအဲ့လိုထိုင်းဖြစ်နေအောင်ကြိုက်တာတကြံနဲ့ပတ်သက်အမှတ်တရအများကြီးမရှိဘူးရှိရပါဘောတကြံဟင်းလေးတကြံလေးကျွန်တော်တို့အမှတ်တရတကြံနဲ့ပတ်သက်ပြီးအမှတ်တရဆိုကျွန်တော်စကားပေါ့ကျွန်တော်ဒီလိုဖြစ်လာစေမဲ့ကျွန်တော်ရဲ့စကားဟင်းလေးတကြံကျွန်တော်နဲ့ Rian ကိုဆုံတွေ့စေတဲ့စကားပေါ့အဲ့ကဟာကိုတွေ့လုံးဝတကြံနဲ့ရောလုံးဝအမှတ်တရအများဆုံးဖြစ်ခဲ့တာလို့ရှိနေတယ်အမှတ်တရအများဆုံးပေါ့အမှန်တမ်းပြောလို့ရှိရင်ဒီအချိန်လေးဒီလိုနေရာကိုရောက်တော့ဖို့အဲ့ဒီကမထွက်ခင်ကျွန်တော်ဆိုဘယ်သူမှမသိကြအလုပ်တွေအများကြီးလုပ်ခဲ့ရပဲအများကြီးဒီ line ပေါ်မှာရှိခဲ့ရပဲဒါပေမဲ့ဒီကားဒီဟင်းလေးသကြံနေစပြီးတော့မှအခုလိုဒီလိုအချိန်တွေဖြစ်လာတယ်မိတ်ဆွေနဲ့ကိုရောက်လာတယ်လူတွေလက်ခံပေးလာတယ်ပြည်သက်တွေပို့ပြီးရလာတယ်တော့ကြောင့်မလို့ဒါကျွန်တော်တို့တော့ဘဝတစ်စစ်ချိုးပြောင်းလဲသွားတဲ့စကားပါအဲ့ကားလေးမတိုင်နေတကြံပေါ်မြင်နေအဲ့ကားလေးရိုက်ပြီးတကြံပေါ်မြင်နေမြင်အများကြီးပြောင်းလဲသွားတာ
အဲ့လိုမျိုးပြောင်းလဲသွားမျိုးတော့မရှိဘူးတချမ်းမှာတော့အားလုံးနဲ့ဖြစ်တဲ့တော့ကြောင့်မို့လို့အားလုံးကောင်းမှုကုသိုလ်တွေလုပ်ကြတယ်ပျော်ကြတယ်နှစ်ဟောင်းမှရှိတဲ့အညစ်အကြေးတွေစေကြောတက်စင်ပြီးတော့နှစ်တစ်ကိုကူးပြောင်းကြတယ်ဆိုတော့ကျွန်တော်တို့ကတော့မန်နေပြောလို့ရှိရင်တချမ်းကောင်းတဲ့ကာလာပဲဒါပေမဲ့ကျွန်တော်ကတော့တိတ်ပြီးတော့လို့ဆိုမှဖြစ်မပျော်ဖြစ်ဘူးပေါ့ဟုတ်ဒါပေမဲ့ကြိုက်တယ်ကြိုက်တာတိတ်ပါ စားတော့တွေပဲမျောတဲ့အထက်မှာပါ ဟုတ်တယ်မုံလုံးရေးပေါ်ပေါ့အရင်မုံလုံးရေးပေါ်တို့ပါတော့အရင်ငြိုစည်းထည့်မယ်တို့ပါတော့ အိမ်မှာလည်းအခုလာပေးတဲ့စားတော့တွေထိုင်စားတဲ့ဖွဲ့တွေကပါခဲ့ရပါ ပါခဲ့ပါတယ်ခင်ဗျာပြီးတော့ဖုပန်နာမှာတဲ့အဖွဲ့တွေကပါတချမ်း ဒါတကယ်မှရတာဘယ်ပေးတာလဲတမဟာလေးနဲ့အဲ့ဒီရှိ ဘလောက်ပန်းပေးတာတော့ခံရပါတယ်နှစ်တိုင်းပေါ့မနေ့မိုးလေးဘလောက်ပန်းရောက်နေဘလောက်ပန်းရက်ကြိုက်လို့ပေါ့ဒါပေမဲ့ပေးရလူကတော့ ဘရော့ဘန်နဲ့ပတ်သက်တဲ့ဇာတ်လမ်းဆိုတော့ ဇကာ ဇာတ်လမ်း ဇလန်ဆိုရင်ဘလောက်ပန်းလာပေးတဲ့လူကဘလောက်ပန်းခူးရင်းနဲ့လက်ကျိုးသွားတာဇလန်မှာ ဟုတ်တယ် ကိုယ့်အတွက်ပေါ့ဟုတ်ပဲဟုတ်အဓိကဟုတ်ပါဘူးဟိုလိုမထင်နဲ့တော့ဝဲတာရောင်းတဲ့လူသူလက်ကျိုးသွားတာ တမဟာလေးနဲ့ပဲရရှိခဲ့ပြီ တနခါလေးနိုင်ပါရဆိုဘန်ကောက်မှာတော့ရှိရပြပြီးတော့ဒီကြောင်မြောင်းနေ့ကလမ်းလျှောက်တဲ့ကြံမှာဆိုတနခါလေးပေးကြတယ်ကျွန်တော် ကိုကူရာရောဒါပြုလိမ့်ခဲ့ ကိုယ်တိုင်တော့လိမ့်ပေးခဲ့တာရှိပါ ကိုရံမျိုးကို မလိမ့်ပေးဘူးလိမ့်ပေးမယ်လေအနာခဲ့ရရင် ဒါဒီနေ့တည်းတော့ရော ဒီနေ့တဲ့ကြံကတော့အလုံးရှိရင်တော့အလုံးနဲ့ပြတ်တမ်းမယ်အလုံးမရှိဘူးဆိုလို့ရှိရင်တော့ဘန်ကောက်တော့ပါ ဆယ်နဲ့ပတ်သက်ပြီးတော့မြစ်တဲ့စတောင်းကားလေးတွေတော့ပြပါ ဟုတ်အခုမကြခင်မှာလည်းဒီတကြံရောက်ရှိရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲနေဟောအညစ်အကြေးတွေအကုန်လုံးစေကြောသက်သက်နိုင်ခဲ့ပြီးတော့နှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့မင်္ဂလာအပေါင်းပြည့်စုံပြီးတော့ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ